ငါမသိလို့မေးဦးမယ်ဟုတ်ခလေးတွေလည်းဘူးသူသားရအောင်ပါတို့ចောင်းသားတွေနဲ့ပတ်သက်တာမေးရင်ရအေးအဲ့လိုမေးစမ်းမှာရပါလေចောင်းသားတွေရဲ့သူလက်မောင်းမှာဗတ်တစိတ်ပေါ့ကွာဟောအေးအဲ့ဗတ်တစိတ်မှာသူစိတ်တက်စီကံပညာဆိုပြီးအလဲကောင်းမှာဖျောင်းနိုင်လေးထွန်းလာတာလေဟောစာအုပ်လေးဖွင့်ပြီးတော့အေးစင်မီကွက်ကလေးနဲ့အဲ့ဒီဘေးမှာစိတ်တက်စီကံပညာတော့အဲ့ဒါဘာထိပ်ပဲဟောအဲ့ထိပ်ပဲရှင်းရှင်းလေးရဲ့ဘာတော့မိပြက်လို့ရှိရင်ဖျောင်းနိုင်တဲ့စာချက်အဲ့လိုចောင်းသားတွေကိုမှာတာဟာပညာရှိပဲနော်ခင်ဗျာဟောမဲစရာရှိတာတော့မေးစမ်းပါရဲ့ခင်ဗျာပညာရှိပဲဗျကျွန်တော်ဗျာဟိုနေလေဗျာ EPC ဝန်ထမ်းတွေလေဗတ်စိတ်တီးတယ်ဟောလေးစဝန်ထမ်းတွေဗတ်စိတ်တီးတာပေါ့EPC ဝန်ထမ်းတွေဗတ်စိတ်ဗျာကျွန်တော်ဒီမှာတာဝါတိုင်းဟုတ်တယ်တာဝါတိုင်းသူကတာဝါတိုင်းပဲပါပြီးတော့ဟိုဓာတ်ကြိုးတွေပဲရောက်သွားလေသူတို့ခိုးရောက်တာကုန်ပြီလေတဲ့မြေအောင်ကျိုးနားမလဲမြေအောင်ကျိုးကျွန်တော်မသိတာလေးမေးချင်တယ်မဲကွာဆရာဝန်ကြီးရဲ့ဗတ်စိတ်မှာလေစေတို့အကူမွေပတ်ထားတဲ့အထိပ္ပယ်လေးအဲ့ဒါမွေကိုင်းစိမ့်မမြည်ဘူးလို့ပြောတာ